စိန်ရွှေရတနာတွေကိုဖလားတွေထဲမှာထည့်ပြီးလူဒန်းနေပြီးမြဲဝေဖန်ပြောဆိုမှုတွေရရှိနေတဲ့ဇွဲထက်ရန်ကုန်စလီနျူပရိသတ်များလုံးပဲမင်္ဂလာပါရှင်ပရိသတ်များရှင်ဇွဲထက်ရွှေဆိုင်ကငလင်ဘေးမှာပျက်စီးသွားတဲ့မစိုးရင်အလဲတိုင်းကျောင်းကြီးကိုပြုပြင်ဖို့အတွက်သိန်းပေါင်း9000ကျော်ကုန်ကြခံပြီးလူဒန်းနေတာပါသိန်းပေါင်း9000ကျော်ဆိုတဲ့ငွေပမာဏကများပြားတဲ့ပမာဏဖြစ်တာကြောင့်သူတို့ရဲ့စေတနာထက်သန်မှုကိုတာရုခေါ်နေကြပါတယ်ဇွဲထက်ရွှေဆိုင်နဲ့အတူကျောင်းကြီးမှာထည့်ဝင်လူဒန်းနိုင်ဖို့အတွက်အလူရှင်တွေကိုလည်းဖိတ်ခေါ်ကြပြီးရက်ဝေးရန်နီကလည်းလာရောက်လှူဒန်းကြပါတယ်။ဇွဲထက်ကကျောင်းမြင့်ရတနာတွေစီချေထားတဲ့အုတ်တော်ကြီးကိုလှူဒန်းသလိုတခြားသူတွေကလည်းတန်ဖိုးထားရတဲ့ကျောင်းမြင့်ရတနာတွေကိုလှူဒန်းကြပါတယ်။လှူဒန်းကြတဲ့ကျောင်းမြင့်ရတနာတွေကဖလားကြီးတွေထဲမှာထည့်ရတဲ့ထိများပြားနေပြီးအလူရှင်တွေအားလုံးကိုကျောင်းတကားတကားမတွေဖြစ်အောင်လို့ဇွဲထက်ကတိုက်တွန်းပေးခဲ့တာပါ။မစိုးရင်အနေတိုက်ကျောင်းကြီးကပရိယတ်တိစာတင်တိုင်းဖြစ်ပြီးဒီကျောင်းကြီးမှာဦးစင်းတွေကပညာတွေသင်ကြားကြမှာပါ။ဦးစင်းတွေစာအန်စာချနေတာကိုမြင်ရောက်ပြီးပေါ်ပေါ်များများလှူဒန်းတာကိုတာရုခေါ်နေကြပါတယ်။ဒါပေမဲ့တစ်ဖက်မှာတော့ဒီလိုလူလန်းလိုက်တဲ့အရာတွေကအကျိုးမရှိဘူးလို့ထင်နေကြတဲ့သူတွေလည်းများစွာရှိပါတယ်။မြန်မာနိုင်ငံမှာကြောက်ကဆေးဖို့အတွက်လိုအပ်နေတဲ့လူနာတွေရှိသလိုကင်ဆာရောဂါတဲ့အတွက်တွေလည်းဆေးဝါးတွေလိုအပ်နေတယ်လို့ဆိုပါတယ်။ဝယ်ရခတ်တဲ့ကျန်းမာရေးသုံးပစ္စည်းတွေလည်းရှိတာကြောင့်ဒီလိုနေရာတွေမှာလူရန်တင်ကြောင်ပြောနေကြပါတယ်။စိန်ရွှေရတနာတွေကမြေကြီးတဲ့ကိုရောက်သွားမှဖြစ်တာကြောင့်ဖလားတွေထဲမှာထည့်ထားတဲ့ရတနာတွေကိုတချို့တွေကမကြိုက်ကြပါဘူး။ဘုံကြီးเจ้าတွေကပိုရှံပြီးသားဖြစ်လို့ထပ်မံလူရန်တာကအကျိုးမရှိပဲမရှိစင်းရဲသားတွေကိုလှူလိုက်ပါလားလို့ပြောနေကြတဲ့သူတွေလည်းရှိပါတယ်။ဒီယတနာပစ္စည်းတွေကမြေကြီးတဲ့ကိုရှောက်သွားမှာဖြစ်ပြီးဘာမှအကျိုးမရှိတာကြောင့်တကယ်လိုအပ်တဲ့နေရာမှာပဲလှူဒန်းတင်ကြောင်းဝေဖန်နေကြပါတယ်။တစ်ဖက်မှာလည်းဒီလိုယူဆကိုလက်မခံဘဲအလူရှင်စိတ်အားထက်တဲ့နေရာမှာပဲလှူတင်တယ်လို့ပြောနေကြတာပါ။ဇွဲထက်ကငလင်ဘေးမှာလည်းလိုအပ်တဲ့နေရာတွေကိုလှူဒန်းခဲ့တော့သာသနာအတွက်လည်းသိန်းပေါင်း9သိန်းနီးပါးလှူဒန်းခဲ့ပါတယ်။တခြားသူတွေကလည်းဆွဲထက်လို့ငွေများကြီးမလူနိုင်ရင်တော့တနိုင်တလောက်ထည့်ဝင်မယ်ဆိုပြီးလှူဒန်းပေးနေတာဖြစ်ပေမဲ့တစ်ဖက်မှာတော့ဘုံကြီးเจ้าတွေကိုလှူဒန်းတာကအကျိုးမရှိတဲ့အရာဖြစ်မြင်နေကြပါတယ်။မမြင်ရတဲ့နောက်ဘဝအတွက်ရွှေရင်ငွေတွေကိုမသုံးသင့်ပဲဒီဘဝမှာတင်အစမပြေသူတွေကိုလှူဒန်းဖို့ပြောနေကြတာပါ။ဒါပေမဲ့ဘုံကြီးเจ้าတွေဖျားတွေမှာရွှေငွေတွေကိုထည့်ဝင်လှူဒန်းတာကနောက်တစ်ချိန်ပျက်စီးယိုယွင်းသွားတဲ့အခါမှာပြုပြင်နိုင်အောင်ရည်ရွယ်ပြီးထည့်ဝင်ပေးလိုက်တာဖြစ်ပါတယ်။လူတိုင်းကအမြင်ချင်းမတူနိုင်တာကြောင့်စိတ်အားထက်သန်တဲ့နေရာမှာပဲပို့ပြီးတော့လှူလိုက်ကြပါတယ်။ဆွဲထက်ကငလင်ပေးမှလည်းစရူရီသားတွေကိုနေစဉ်ကျွေးမွေးပြီးလူဒန်းနေတာဖြစ်ပေမဲ့ကျောင်းကြီးအတွက်စိန်ရွှေရတနာတွေကိုဖလားနဲ့ထည့်ပြီးလှူတဲ့အချိန်မှာဝေဖန်မှုတွေပေါ်ထွက်ခဲ့ပါတယ်။မစိုးရင်လေတိုက်ကိုပြုပြင်ဖို့အတွက်ဆွဲထက်ကချက်ချင်းလူချင်းစိတ်ဖြစ်လာပြီးတော့သိန်းပေါင်းများစွာကိုကုန်ကြခဏဖြစ်ပါတယ်။လူတဦးနဲ့တဦးကြားမှာအမြင်မတူညီမှုတွေကြောင့်ဆွဲထက်ရဲ့အလူတွေကိုဝေဖန်နေကြသူတွေရှိသလိုတစ်ဖက်မှာလည်းတာရုခေါ်နေကြပါတယ်။မစိုးရင်အလေတိုက်ကိုအုံမြင့်ချဖို့အတွက်အားလုံးစုပေါင်းပြီးစိန်ရွှေရတနာတွေကိုဖလားတွေနဲ့လူဒန်းကြတဲ့အပေါ်ဘလို့ထင်မြင်မိလဲဆိုတာ comment မှာပြောပြပေးခဲ့ပါအောင်ကြည့်ရှုပေးကြတဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ်ရှင်